ခွေးလေးတွေပြစ်လောက်ထားတဲ့အခါမှာကျွန်တော်တို့ဒီအနေနဲ့တခါတရံမှာသူတို့တွေကိုစူမိဆဲမိတဲ့အခါမျိုးတွေရှိတယ်ဗောနော်ကျွန်တော်တို့စူနေဆဲနေတာကသူ့အတွက်အချိန်နည်းနည်းလေးကြာသွားပြီဆိုလို့ရှိရင်သူတို့ဒီအနေနဲ့ကျွန်တော်တို့မျက်နှာကိုကြည့်ပြီးတော့မှတန်းပြတာမျိုးကိုပြုလုပ်ထားရှိတယ်ဗောနော်အဲ့တော့ဗောနော်ဒီလိုချိန်ဒီမျိုးမှာသူ့အနေနဲ့တန်းပြတာကဘာအဓိပ္ပာယ်ကိုဆိုလိုတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့သိထားရမှာကကျွန်တော်တို့စူနေဆဲနေပြီဆိုကြတဲ့ကိုကသူ့အတွက်ကစိတ်ဖိစီးမှုဖြစ်စေတယ်အဲ့လိုစိတ်ဖိစီးမှုကိုသူ့အနေနဲ့ short ချကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကိုဒါတန်းပြတယ်လို့ကျွန်တော်တို့ဒါပြောလို့ရတယ်လို့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ဒီလိုတန်းပြလိုက်ခြင်းအားဖြင့်ကျွန်တော်တို့တွေကိုသူ့အနေနဲ့ဘာကိုဆိုလိုချင်တာလဲဆိုရင်ဒီအခြေအနေကြီးကသူ့အတွက်တက်တောင့်တက်တာမဖြစ်နေတော့ပါဘူးဒီအခြေအနေကနေကြော်လွန်ခြင်းပြီးဒီအခြေအနေကနေလွတ်မြောက်ခြင်းပြီးဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့စောင့်တယ်လို့ပြောလို့ရတယ်လို့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်သူတို့တွေအနေနဲ့ကိုစူနေဆဲနေတာကိုစိတ်မဝင်စားပါဘူးသူတို့တွေအနေနဲ့ပြင်းလာပါပြီဆိုတဲ့အဓိပ္ပာယ်ပုံစံမျိုးကိုတက်ရောက်စေ